Rose Rivalry လို့ခေါ်တဲ့နှင်းစီဒါဘီစစ်ပွဲချိန်ကျလာပြန်ပြီပြောဒါပေမဲ့ဒီတစ်ခါနှင်းစီဖြူ Leeds တို့ကတော့ခရက်ဖို့ကွင်းကြီးထဲမှာလာပြီးနှင်းခံရဖို့ရောက်ရှိလာမှာပဲဖြစ်ပါတယ်စင်3နေရာကိုတန်ဖိုးဆွဲထားနိုင်မှုနဲ့ချန်ပီယံလိအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့မိုက်ကယ်ကာရီရဲ့တရေနီတွေပြိုင်ဘက်ကိုဘယ်လိုမျိုးပညာပေးမလဲဆိုတာကိုကြည့်လိုက်ကြအောင်လားဗျာ United ရဲ့လူဝင်အားစုဖွဲ့မှုနဲ့လက်ရှိခြေစွမ်း United ဟာနောက်ဆုံး9ပွဲမှာ3ပွဲနိုင်1ပွဲတည်နဲ့1ပွဲကရှုံးနေထားပါတယ်အခုလက်ရှိမှာနီးပြမိုက်ကယ်ကာရစ်ကသူ့တပည့်တွေကို Ireland Dublin ကိုခေါ်သွားပြီးလေ့ကျင့်ခိုင်းနေပါတယ်ဒင်းကောင်းကတော့ခံစစ်တိုင်းကြီးဒီစန်ဒရိုမာတီနဲ့ပြန်လာပါပြီဗျတတ်တမမလေးဖြုတ်မဲ့သူရှိလာပြီဆိုတော့ခံစစ်တွက်ကတော့အေးဆေးပါပဲနောက်ပြီးတင်းကောင်းဆောင်ဘလူးလွန်ကလည်းပြည်ရတလားတာကောင်းဆုံးစုကိုပူပူနွေ့နွေ့ပိုက်ပြီးခြေစွမ်းရှယ်နေတဲ့အချိန်ဟယ်ရီမကွိုင်ရာကလည်းစာချုပ်သစ်ချုပ်ပြီးအင်ဂျင်ပါဝါ 2.0 ဖြစ်နေတဲ့အချိန်ဆိုတော့ဒီတိုတိုက်စစ်ကကြောက်ဆောင်ကိုဘောလုံးနဲ့ပေါက်နေတယ်လို့ပဲဖြစ်နေမှာပါလီစ်ရဲ့လူအင်အားစုဖွဲ့မှုနဲ့လက်ရှိခြေစွမ်းတစ်ဖက်ကလီစ်ကိုကြည့်အောင်မလား FA Cup ဆီမီဖိုင်နယ်တက်ထားလို့အားရှိနေတယ်ဆိုပေမဲ့ပရီးမီးယားလိဂ်မှာတော့ဘိုက်နာနေပါတယ်နောက်ဆုံး9ပွဲမှာ3ပွဲတည်2ပွဲရှုံးဆိုတဲ့ရလဒ်ကတော့ဘိုးပေါက်ပြောက်ပြီးလမ်းမနေတယ်လို့ပါပဲဗျလူရဲ့အဓိကလူတွေဖြစ်တဲ့အင်တွန်စတက်နဲ့ဂျိုးရိုဒိုနိုကဒဏ်ရာများနဲ့လူသားတွေဖြစ်နေကြသလိုတိုက်စစ်မှုကားဘက်လူဝင်ကလည်းဆေးရုံမှာပဲချိန်ဖြုံးနေရဖို့များပါတယ်လီစ်တို့လူစုံမဲ့အခြေအနေမရှိတာကနိုယူနိုက်တက်အတွက်တော့ဘူဖေးစားရတယ်လို့ပါပဲကာရီရဲ့တိုက်စစ်ကတော့အိမ်ဝင်းမှာဂိုးမိုးရွာပြတော့မှာပဲဖြစ်ပါတယ်နှစ်ဖက်သင်းထိတ်တိုက်တွေ့ဆုံမှုတမိုင်းကြောင်းကိုပြန်လည်ကြည့်ရင်တော့လီတို့အတွက်ငိုချင်စရာပါပဲဗျ2020ကတည်းကနိုင်တက်ကိုပရီးမီးယားလိဂ်မှာတစ်ခါမှမနိုင်ဘူးသားသေးပါဘူးထူးသဖြင့်ထရက်ဖို့ရောက်လာရင်လီတို့ကဂိုးလူတန်းလှုပ်လေရှိပါတယ်လူလူရဲ့ဖန်တီးမှုတွေကြားမှာမတီးယကူညာရှက်စကိုနဲ့အဘူမိုရိုကတော့လီကိုသမားကိုလှုပ်ပေးဖို့တန်းစီနေကြပါပြီရလက်ခမန်း3သက်ချက်အားကစားဝက်ဆိုက်အများစုရဲ့ခံမှန်းချက်ကတော့ Asian United က Leeds ကိုအိမ်ဝင်းမှာအထာကြီးနဲ့အသာစီးယူသွားမယ်လို့အများစုခံမှန်းထားပြီးကျွန်တော်ခံမှန်းချက်ကလည်း United က Leeds ကို3-0သို့မဟုတ်3-1နဲ့ဂျောင်ပိတ်ရိုက်ပေးလိုက်မယ်လို့ထင်ပါတယ်။ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကတော့3မှတ်ကအိတ်ကတ်ထဲထည့်ပြီးသားလို့တောင်ပြောလို့ရနေပြီဗျ။ကဲညီကိုတို့ရောဘလို့ထင်ကြလဲ။ Leeds တို့ဘယ်နှဂိုးလောက်ဖြုတ်ခံရမလဲဆိုတာကိုမတ်မှာခံမှန်းပေးခဲ့ကြပါဦး။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှင်တော့ United Juice Channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ